တချို့ကြတော့ဒီလူတွေဟာမြန်မာနိုင်ငံအခြေအနေကြည့်မယ်ဆိုလို့ရှိရင်တခြားနိုင်ငံနဲ့မတူစက်မှုလက်ရလုပ်တဲ့နိုင်ငံတွေကြတော့နွားကိုခိုင်းတာမဟုတ်ဘူးမြန်မာပြည်ကတော့စက်မှုလက်ရမထွန်းကားသေးဘူးပေါ့မထွန်းကားသည့်အတွက်ကြောင့်လက်ဆိုင်တယ်ဆိုလဲနွားနဲ့ပဲထွန်းတာရတာတွေကုန်နွားနဲ့ဆိုတော့ကျေးဇူးတရားကိုသိတတ်မယ်ဆိုရင်အော်သူတို့ရှိလို့ငါတို့စားနေရတာပါလားဟာသူတို့လှုပ်အားတွေနဲ့ပါလားလို့ဆိုရင်ဒီလိုကျေးဇူးတင်ပြီးတော့ရှောင်တာနော်ရှောင်တာဟာရှောင်တဲ့ဘက်ကကြည့်မယ်ဆိုရင်ကောင်းတယ်လို့ပြောရမှာနော်ကျန်တဲ့ကျန်တဲ့တရားဝါတွေကိုဒီစားတာဟာကိုယ့်အကိုဟင်းတစ်အနေနဲ့စားတယ်ဆိုလို့ရှိရင်တော့သူကအပြစ်မရှိဘူးသို့တော့ငါတို့စားဖို့ဒီတရားဝါတွေကိုဘုရားသခင်ကဖန်ဆင်းပေးတယ်လို့ပြောမယ်ဆိုရင်ဒါမှားယွင်းတဲ့ပြောဆိုချက်ဖြစ်လို့ပိဿဝါစာဖြစ်တယ်အမြင်ဟာလည်းမှားယွင်းတဲ့အမြင်ပဲဖြစ်တယ်တရားဝါဆိုတာဒုက္ခနဲ့သူဖြစ်တာလူစားဖို့ဖြစ်လာတာမဟုတ်ဘူးဒုက္ခနဲ့သူဖြစ်ကြတာဘယ်သူမှလည်းဖန်ဆင်းပေးထားတာမဟုတ်ဘူးဒုက္ခနဲ့သူဖြစ်လာကြအဲ့တော့အကျဉ်းတရားထားမယ်ဆိုရင်အလုံးပေါ်မှာထားတဲ့နွားကြတော့အကျဉ်းတရားအပြင်ကျေးဇူးတရားကိုပါလူတွေကထက်သွင်းစဉ်းစားကြတာပေါ့ထက်သွင်းစဉ်းစားကြတာအဲ့တော့အကယ်၍မေတ္တာတရားအနေနဲ့ဘယ်မည်သည့်တရားရဲ့အသားမှမစားဘူးအလုံးကိုတနာကျင်နာတဲ့စိတ်နဲ့တရားရဲ့အသက်ကိုရှောင်မယ်ဆိုလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပဲသို့တော့ဟင်းအနေနဲ့စားတယ်ဒီတရားတွေသေပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူတို့သေပြီးသားအသားကိုပဲဟင်းတစ်ခွက်အနေနဲ့တမန်အပြင်စားတယ်အဲ့တော့စားတဲ့စိတ်နဲ့တတ်တဲ့စိတ်ကမတူဘူးနော်စားတဲ့စိတ်ဟာတတ်တဲ့စိတ်နဲ့မတူသည့်အတွက်ကြောင့်အပြစ်ရှိတယ်လို့ပြောလို့မရဘူးဒါကြောင့်မို့ဒီလူတွေရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်တယ်တရားမျှတတာမမျှတတာဟာဒါနဲ့မဆိုင်ဘူးပေါ့နော်ကိုကစားတာဟာတတ်ပြီးတော့စားတာမဟုတ်ဘူးဈေးမှာအစင်သိရောင်းချတာကိုစားတာတချို့ကလည်းပြောကြတယ်စားသူရှိလို့တတ်သူရှိတာလားစားလို့တတ်တာမဟုတ်ဘူးမစားလည်းတတ်တာစင်နေဆိုရင်မစားဘဲနဲ့အစွဲလို့ကျွန်တော်တတ်တာအများကြီးပဲနော်ကြားတွေဆိုလည်းအသက်ခံရတယ်ဘာကြောင့်တတ်ခံစားဖို့မဟုတ်ဘူးအရေးလို့ကျွန်တော်တတ်တာလူတွေကတတ်တဲ့လူကတော့သူ့အတွက်သူငွေရဖို့သူတခုအသုံးချဖို့တတ်တာလူတွေစားဖို့တတ်ပေးတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စားသူရှိလို့တတ်သူတွေရှိနေတယ်လို့ဆိုတဲ့အတွေးဟာလည်းမှန်ကန်မှုမရှိဘူးပေါ့နော်မှန်ကန်မှုမရှိဘူးအဲ့တော့တရားတွေကိုတနာတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်တတ်တယ်လို့စားအကယ်၍ဟင်းဒီဟင်းရွက်အနေနဲ့တရားတွေသေပါစေဆိုတဲ့စိတ်မရှိဘဲနဲ့ဟင်းအနေနဲ့ပဲကိုဒီတဲ့ပို့ပြီးတော့မစင်စားဘဲနဲ့စားတယ်ဆိုရင်အဲ့ဒီလူရောပြည့်ရှိလားဆိုပြည့်မရှိဘူးအဲ့ဒါတော့ပြည့်မရှိဘူးနော်ရသော်ဗျာလည်းဒါကိုခေါ်ထားရှိလက်မှာအနာစာမရှိလို့အနာစာမရှိတဲ့လက်နဲ့အစိတ်ကိုကိုင်းရင်လည်းအစိတ်မသိဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကရိုးသားဖြောင့်မတ်နေတယ်ဆိုလို့ရှိရင်တော့ဒါအပြစ်မရှိဘူးလို့ဆိုရမှာဖြစ်တယ်အဲ့တော့အမဲသားကိုရှောင်ပြီးခြံတဲ့သားကိုစားခြင်းဒီမှန်ကန်ပါသလားဆိုမှန်ကန်တာမမှန်ကန်တာအသာထားနော်ပြစ်ရှိပါသလားအပြစ်မရှိဘူးလားဒါသာမေးရမှာဖြစ်တယ်ပေါ့နော်မှန်တာမှားတာနဲ့ပတ်သက်တာမဟုတ်ဘူးဒီဟာကနော်အမဲသားကိုရှောင်ပြီးခြံတဲ့အသားများကိုစားတာဟာကိုယ်အနေနဲ့ဟောမဲသားကြတော့နွားတွေရဲ့ခြေစုကိုချိပြီးတော့မစားသင့်ဘူးဆိုပြီးတော့ရှောင်ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့လေဒီဆရာတော်ကြီးပြောတဲ့စကားကိုမှတ်သားထားတဲ့လေဒီဆရာတော်ကအမဲသားမစားဖို့ဆိုပြီးတော့ဟောတယ်တနိုင်ငံလုံးလှုပ်ဆော်တယ်အမဲသားရှောင်ခြင်းရေးတွေလှုံ့ဆော်အလှုပ်ဆော်တဲ့အခါကျတော့နွားမေတ္တာစာတွေဘာတွေရေးပြီးလှုံ့ဆော်တယ်အဲ့တော့လှုံ့ဆော်တဲ့အခါမှာတချို့ဘုန်းကြီးတွေကပြောကြတယ်လေဒီဆရာတော်ကနွားပဲသနာသလားကြက်တွေဝက်တွေတော့မသနာဘူးလားနဲ့ဆိုအပြစ်တင်ကြတယ်လေဒီဆရာတော်ကြီးကဘာပြန်ပြောတော့ဆိုကျွတ်တို့ကတော့ဗျာပြေးရင်လွှားရင်နွားတစ်ကောင်ပဲဆွဲသွားနိုင်တယ်ကျန်တာခမည်းတော်ဆွဲကြပေါ့ဗျာလို့ပြောတယ်အဲ့တော့သူများကိုအပြစ်တင်နေမဲ့အစားကိုယ်ကိုယ်တိုင်လိုက်နာမှာဒါနော်နွားကိုသာသနာပြီးကျန်တာတွေမသနာဘူးလို့ဒီလိုပြောလို့မရဘူးပေါ့နော်အဲ့တော့ကိုရှောင်းနိုင်ရင်အကုန်ရှောင်းဒီလိုဆိုလို့တယ်ပေါ့လေဒီဆရာတော်ကြီးပြောတာဘလောက်ရှင်းပြတယ်ကျုပ်ကတော့နွားတစ်ကောင်ပဲဟောနိုင်သေးတာခမည်းတော်ဟောကြပါဗျာတဲ့ကြက်တွေ
ငှက်ဒီဝက်ဒီလည်းမတတ်အောင်ကျုပ်ကတော့ပြေးရင်လွှားရင်နွားတကောင်ပဲဆွဲနိုင်တယ်ခင်ဗျားတို့ကြက်ဒီဝက်ဒီဆွဲကြပါဗျာကျန်တဲ့ဟာလဲကျန်တာပြောပေါ့ဒါမို့ VG ဆိုတာရှိတယ် vegetarian ဆိုတာဒီသားငါးနဲ့တက်ရှိတရားနဲ့ပတ်သက်တဲ့အစားအစာတွေကနေရှောင်းတယ်ဒါပေမဲ့တရားတွေနဲ့ပတ်သက်တာနွားနို့တို့ကြက်ဥတို့စားတာမျိုးတွေပါရှိတယ်နောက်တစ်ခါဒီတရေအိတ်တို့တရေဖနတ်တို့စီးတာဒါလည်းသားအောင်စားတာလိုပဲပါထူးတော့တရေဖနတ်စီးနေတယ်ဆိုရင်နွားသားစားတယ်လို့ပဲမထူးသူ့ဟာကိုသုံးတာဖြစ်မိချောင်းရည်တွေသုံးတယ်ခုခေတ်မှာဆိုလို့ရှိရင်အဲ့တော့တရားဖြစ်